ကျောင်းရဲ့အလှူဒါနပြုပွဲမှာမင်္ဂလိဟာ CEO ပထမဆုံးချိန်တွေ့လိုက်ရပြီးတစ်ချက်ကြည့်ရတော့လည်းသူ့ကိုစတင်ဆွဲလန်းခဲ့ပြီးပါတယ်။အဲ့ဒီချိန်တုန်းက CEO ဟာအောင်မြင်နေတဲ့လုပ်ငန်းရှင်တူဖြစ်တယ်လို့ကျောင်းရဲ့ senior တစ်ယောက်လည်းဖြစ်ပါတယ်။မင်္ဂလိကတော့အလှူငွေနဲ့ပညာသင်ကြားနေရတဲ့စီးရဲနွမ်းပါတဲ့ကျောင်းသူလေးတူတာဖြစ်နေခဲ့တယ်။ဒါပြင် CEO မှာကသူနဲ့ဂုဏ်တည်ချင်းတူညီတဲ့လှပတဲ့ချစ်သူတစ်ယောက်လည်းရှိနေပြီးသားပါ။ဒါကြောင့်မင်္ဂလိဟာသူမနဲ့ CEO ကြားမှာဘလို့မှမလိုက်ဖက်နိုင်ဘူးလို့ခံစားခဲ့ရတယ်။ဒါပေမဲ့တနေ့မှာတော့အရာအားလုံးရုပ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ CEO ဟာပြင်းထန်တဲ့ကား accident တစ်ခုဖြစ်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့သူဟာလေးဖြတ်သွားခဲ့ရပါတယ်။ကမ္ဘာထိပ်တန်းဆရာဝန်အများပြားကသူ့ကိုအကောင်းဆုံးကုသပေးခဲ့ကြပေမဲ့နောက်ဆုံးမှာတော့သူပြန်လမ်းလျှောက်နိုင်တော့မှမဟုတ်ဘူးဆိုပြီးအားလုံးကလက်လျှော့လိုက်ကြပါတယ်။ CEO အနေနဲ့စိတ်ပိုင်းဆိုင်ရာအားပေးမှုအလိုအဆုံးချိန်မှာပဲသူ့ရဲ့ချစ်သူကလမ်းခွဲစာပို့လိုက်ပါတယ်။ဒီတစ္ဆာဖောက်မှုကသူ့ကိုအကြီးအကျယ်ကျိုးပက်ပျက်စီးသွားစေခဲ့တယ်။ဒေါသနဲ့နာကျင်မှုတွေကြောင့်သူဟာတက်တီးလီထားကိုကိုင်ပြီးကိုအဆုံးစီရင်ကိုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲမင်္ဂလိကအချိန်မီရောက်လာခဲ့ပြီးကြောက်ရွံ့မှုမရှိပဲသူ့လက်ထဲကဓာတ်ကိုလူယူလိုက်ပါတယ်။အဲ့ဒီလိုလူယူရင်းနဲ့ပဲသူမရဲ့လက်မှာဓာတ်ရှက်တီးပြီးဒဏ်ရာရသွားခဲ့တယ်။ဒါပေမဲ့သူမဟာကိုယ်ဒဏ်ရာကိုဂရုမစိုက်ပဲ CEO ကိုအားပေးစကားပြောကပြန်လဲရှင်းတော့ဖို့ခွန်အားပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးမင်္ဂလိဟာ CEO နားမှာ3နှစ်တိုင်တိုင်အမြဲတမ်းရှိနေခဲ့ပါတယ်။သူပြန်လဲမတ်တပြတ်နိုင်ဖို့အတွက်သူမဟာနေအောင်ညပါပြုစုဆောင်ရှောက်ခဲ့ပဲ။မင်္ဂလိဟာစေပညာစာအုပ်တွေကိုဖတ်ရှုပြီးကုသမှုတွေပေးနိုင်ဖို့အတွက်နှိမ့်မဲ့တဲ့နည်းပညာတွေနဲ့အစိုက်ကုသနည်းတွေကိုပါကိုယ်တိုင်လေ့လာသိယူခဲ့တယ်။သူမရဲ့မနာမနဲ့စူးစမ်းအားထုတ်မှုနဲ့စိတ်စေတနာကြောင့်နောက်ဆုံးမှာတော့အံ့ဩဖွယ်ရာဖြစ်ရတဲ့တစ်ခုဖြစ်ပေါ်လာခဲ့တယ်။ဆရာဝန်တွေကအသုံးမဝင်တော့ဘူးလို့သတ်မှတ်ထားတဲ့ခြေထောက်တွေဟာတဖြည်းဖြည်းပြန်လဲကောင်းမွန်လာပြီး CEO ဟာနောက်ဆုံးမှာပြန်လဲမတ်တက်ရနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုကိုဆင်နွှဲဖို့အတွက်သူ့တငယ်ချင်းတွေကကလပ်တစ်ခုမှာပါတီခွဲကြီးတစ်ခုပြုလုပ်ပေးခဲ့ကြပါတယ်။မင်္ဂလိသာမရှိခဲ့ရင်သူဘယ်တော့မှပြန်လမ်းလျှောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုလူတိုင်းသိကြပါတယ်။ဒါကြောင့်တငယ်ချင်းတွေက CEO ကိုမင်္ဂလိနဲ့ဘယ်တော့လက်ထပ်မှာလဲလို့နောက်ပြောင်ပြီးမေးမြန်းခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားရဲ့အဖြေကိုကြားလိုက်တဲ့အခါလူတိုင်းအံ့အားသွားကြပါတယ်။ဘာလို့လဲဆိုတော့သူကမင်္ဂလိကိုညင်ပါလေးတစ်ယောက်လိုပဲသဘောထားတာကြောင့်လက်မထပ်နိုင်ဘူးလို့ပြက်ပြက်တတန်ညင်းဆိုလိုက်လို့ပါ။ဒါကိုကြားလိုက်ရတဲ့တငယ်ချင်းတွေတောင်ကပဲတကားနာမှာရပ်နေတဲ့မင်္ဂလိပါမင့်ကျက်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတစ်ချိန်ကပြန်ကောင်းလာရင်လက်ထပ်ပါမယ်လို့သူမကိုကတိပေးခဲ့ဘူးလို့ပါ။အခုတော့အရာအားလုံးကလိမ်ညာမှုတွေပဲချိန်နေခဲ့ပြီ။ခဏကြာမှတော့နောက်ထပ်အမျိုးသမီးတူအဲ့ဒီနေရာကိုရောက်လာပါတယ်။မင်္ဂလိကသူမကိုမြင်လိုက်တဲ့အခါအယမ်းထိတ်လန့်သွားတယ်။ဘာလို့လဲဆိုတော့သူမဟာအရင်က CEO ကိုဆွတ်လွတ်သွားတဲ့ရီးစားကောင်းဖြစ်နေလို့ပါ။အခုတော့ CEO ပြန်ကောင်းသွားပြီဆိုတာကိုကြားပြီးနိုင်ငံထဲကိုပြန်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကတော့သူမကိုမုန်းသေးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအရင်ကဆွတ်လွတ်သွားပြီမှာဘာလို့အခုမှပြန်လာတာလဲလို့ခနဲ့တဲ့မေးမြန်းခဲ့ကြတယ်။ဒါကိုကြားတော့သူမကချက်ချင်းပဲ drama ခင်းပြီးငိုယိုကအဲ့ဒီနေရာကနေဖြတ်သွားဖို့ဟန်ပြလာတော့တယ်။ဒါပေမဲ့ CEO ကသူမကိုတားဆီးပြီးသူ့ဘေးမှာထိုင်ခိုင်းလိုက်တော့တယ်။ဒါကိုမြင်လိုက်တဲ့အခါမင်္ဂလိဟာသူမရဲ့3နှစ်တာသစ္စာရှိမှုတွေကရီးစားကောင်းရဲ့မျက်ရည်သက်ဆက်ရှိမှဘာမှအထည်ပဲမရှိတော့ဘူးဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။တကယ်ချင်းတွေကမင်္ဂလိရဲ့မျက်နှာပေါ်မှာနာကျင်မှုတွေကိုတတိထားမိပြီးဟန်ဆောင်ကောင်းတဲ့အဲ့ဒီအမျိုးသမီးကိုလစ်ရှုရှုကမင်္ဂလိကိုသူတို့နဲ့အတူထိုင်ဖို့ဖိတ်ခေါ်ခဲ့ကြတယ်။အချိန်တန်ကြတော့လူတိုင်းကဒဲဂိမ်းကစားဖို့ဆုံးဖြတ်လိုက်ကြတယ်။တကယ်တော့တကယ်ချင်းတွေကဒီဂိမ်းကနေတစ်ဆင့်အဲ့ဒီလဲလုံးတဲ့အမျိုးသမီးကိုအဆက်ခွဲဖို့ကြံစည်ထားတာဖြစ်ပါတယ်။ပထမဆုံးအကြောင်းမှာရီးစားကောင်းကရှုံးနေသွားပါတယ်။ဖြစ်တဲ့အနေနဲ့သူမကိုမသိတဲ့အမျိုးသားတစ်ယောက်စီကနေဖုန်းနံပါတ်တွားတောင်းခဲ့လိုက်ပါတယ်။ဒါကိုကြားတော့သူမကစိုးရိမ်တုံးလို့သွားပါတယ်။မတက်တာအဆုံးသူမကမသိတဲ့လူတစ်ယောက်စီကိုတွားပြီးဖုန်းနံပါတ်တွားတောင်းလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးတာကြောင့်အဲ့ဒီလူဟာလူမိုက်တစ်ယောက်ဖြစ်နေပါတယ်။သူကချက်ချင်းပဲရိုင်းရိုင်းဆိုင်ဆိုင်စတင်ပြီးမှုပါတော့တယ်။ဒါကိုမြင်လိုက်တဲ့ CEO နဲ့တကယ်ချင်းတွေကသူမကိုကာကွယ်ဖို့ရှေ့ကိုပြေးထွက်သွားပြီးအဲ့ဒီလူမိုက်အဖွဲ့နဲ့ရန်ဖြစ်သွားကြပါတယ်။အဲ့ဒီရုံးတာတစ်ခါထဲမှာမင်္ဂလိဟာတွန်းထုတ်လိုက်ရပြီးလဲကျသွားပြီးဥကောင်မှာဒဏ်ရာရသွားပါတယ်။ဒါပေမဲ့ CEO ကတော့ဒဏ်ရာရနေတဲ့မင်္ဂလိကိုလွှဲတော့မကြည့်ပါဘူး။သူကသူ့ရေးစားကိုပဲဆွဲခေါ်ပြီးအဝေးကိုထွက်သွားပါတော့တယ်။ကဲနောက်ထပ်ဘာတွေဆက်ဖြစ်လဲ။သိချင်တယ်ဆိုရင်လိုက်ပေးသွားပါဦး ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်